ကြီးကျယ်မြင့်မြတ်တဲ့တကိုးရှင်မှအကျင့်နဲ့ကျွံပြီးဂရိပြတ်သွားသူပါလီမြောင်မင်းကောင်းကင်ရဲ့တိုက်ပွဲကြောင့်ဖြစ်ပွားလာတဲ့ပြဿနာကိုနတ်ဒေဝါတို့ဟာစုယုံပြီးဖြေရှင်းရဖို့လူတီနေပေမဲ့ရာဇဝင်မှတ်တမ်းရအရှုံးမရှိတကိုးစွာပြည့်စုံတဲ့မြောင်မင်းတစ်ပါးဖြစ်ပေါ်လာဖို့စားတဲ့ရင်ကုန်စိတ်လို့ရှားစရာဇလန်းတွေကိုကျွန်တော်တို့ကြည့်ရှုကြရမယ်ရာဇဝင်လာအရှင်ရှီဝလက်ဆောင်တဲ့ပါလီစုခရိမြောင်မင်းညီနောင်ကြောင့်ရှေးတုန်းကနတ်ပြည်တနေရာမှာຫນွေဦးရာသီရောက်ချင်တိုင်းအရရမနတ်ဒေဝါပေါင်းတို့ဟာမြင့်မို့တောင်ကိုလာရောက်စုဝန်းကြပြီးပျော်ပွဲရှင်ပွဲစင်တဲ့ကကကုံပျော်ပါကြတယ်နတ်ဒေဝါတွေထဲမှာမှသမုဒ္ဒရာဆောင်နတ်ဖြစ်တဲ့မိကလာနတ်သမီးဟာလည်းပွဲတော်ကိုလာရောက်ဆင်နွှဲဖို့တွင်မြင့်မို့တောင်စီကိုသွားခဲ့တယ်မိကလာနတ်သမီးဟာတိမ်တိုင်းနဲ့အတူကောင်းကင်ရမှာမိမိရဲ့ခမဲတော်နဂါးကြီးရဲ့မှော်ကြောက်ရတနာကိုစော်ကစားနေရင်မှော်ကြောက်ရတနာရဲ့အလင်းနဲ့ဟာတိမ်တိုင်းအောက်ကမိခလာရဲ့ရန်သူရာမအတူရာဘလူးကြီးကိုစိန်ခေါ်သလိုဖြစ်ခဲ့တယ်။ဒီတော့ဘလူးကြီးဟာမိမိရဲ့ပစိန်နဲ့အလင်းနဲ့ပေါ်ရနေရာကိုမှန်းဆပစ်ပေါက်လိုက်ပြီးမိခလာနောက်ကိုလိုက်နေခဲ့တယ်။မိခလာနတ်သမီးဟာအစံတကူကြီးမားတဲ့နတ်ဒေဝါတစ်ပါးဖြစ်ပြီးဘလူးကြီးကိုအနှဲငယ်မှမကြောက်ရွံ့ပဲပြည့်ရဲ့စားနောက်ကထွက်ပြေးသွားခဲ့တယ်။ဘလူးကြီးဟာအမျက်ဒေါသထွက်လေလေမိခလာနောက်ကိုအဆက်မပြတ်လိုက်နေရင်နတ်ဒေဝါတို့ပွဲတော်ကျင်းပရာမြင့်မို့တောင်စီကိုရောက်သွားခဲ့ကြတယ်။မြင့်မို့တောင်စီကိုလာရောက်စုယုံပြီးပွဲတော်ဆင်နွှဲနေခဲ့ကြတဲ့နတ်ဒေဝါအများစုတို့ကတာမန်တကူစွမ်းအားရရှိပြီးရာမအတူရာဘလူးကြီးကိုကြောက်ရွံ့ကြတယ်။နတ်ဒေဝါတို့ဟာဘလူးကြီးကနေထွက်ပြေးခဲ့ကြပြီးမိမိပုံဗိမာန်အသီးသီးကိုပြန်သွားခဲ့ကြတယ်။ဒီလိုနဲ့ဘလူးကြီးရာမအတူရာဟာမိခလာနတ်သမီးရဲ့နောက်ကိုလိုက်ရင်ကောင်းကင်တနေရာကအရချွန်နတ်သားဟာမြင့်မို့တောင်စီကိုပွဲတော်ဆင်နွှဲဖို့လာနေရင်ဘလူးကြီးကအရချွန်ရှိကနေဖြက်ပြန်သွားတာကြောင့်နတ်သားဟာစိတ်အခက်မသင့်ဖြစ်သွားပြီးဒေါသထွက်ခဲ့တယ်။အဲဒီနောက်နတ်သားနဲ့ဘလူးကြီးတို့ရဲ့တိုက်ပွဲဟာစတင်လာခဲ့တယ်။အရချွန်ဟာဘလူးကြီးရှေ့မှာတစ်ဖက်ဖြစ်တန်းသွားပြီးဘလူးကြီးကမိခလာရဲ့မျက်ခြေဖြစ်သွားတာကြောင့်အရန်ဒေါသထွက်ခဲ့ရပြီးစိတ်တဘောသားကွဲလဲကဘလူးကြီးနဲ့နတ်သားတို့ရဲ့ကောင်းကင်ရဲ့တိုက်ပွဲကြီးတစ်ခုကစတင်လာခဲ့ပါတော့တယ်။အရချွန်ဟာရာမအတူရာဘလူးကြီးရဲ့ဦးခေါင်းကိုဆွဲကန်လိုက်ပြီးမိမိတန်လျက်နဲ့ဘလူးကြီးရဲ့ဦးခေါင်းကိုဖျက်ပစ်ဖို့အတွက်ကြိုးစားခဲ့တယ်။ဒီတော့ဘလူးကြီးဟာတကူအစွမ်းကြီးမားနေရကြောင်းရှောင်တင်းသွားနိုင်ခဲ့ပြီးနတ်သားကြီးရဲ့ပကုံးဖော်ကိုခြေတင်နိုင်ခဲ့တယ်။အရချွန်နတ်သားဟာတိမခန့်အလျှော်မပေးဘဲဘလူးကြီးရဲ့ပကုံးဖော်ကိုခြေပြန်တင်နိုင်ခဲ့ပြန်တယ်။ဒီချိန်မှာတော့နတ်သားအရချွန်ဟာဟန်ချက်ပြတ်သွားခဲ့ပြီးမိမိရဲ့ခြေနဲ့ချောင်းကိုဘလူးကြီးကဆွဲကန်လိုက်ပြီးမြင့်မို့တောင်နဲ့စောင့်ခံခဲ့ရပြီးနောက်ဆုံးမှာတော့တေပွဲဝင်သွားခဲ့ရတယ်။ပြင်းထန်စွာတိုက်ခိုက်ခံရတဲ့အရှင်ကြောင့်ပဲမြင့်မို့တောင်ကြီးဟာတိမ်းဆောင်းသွားပြီးသမုဒ္ဒရာအောက်ကိုနင်းမြုပ်တာမကပဲသုံးလောကကိုအန္တရာယ်သက်ရောက်စေမှာဖြစ်တယ်။ဒီအခြေအနေကိုသိရှိသွားတဲ့ဘလူးကြီးကမိမိအပြစ်ဖြစ်မှာကိုစိုးရိမ်တာကြောင့်အဝေးကိုရှောင်တင်းထွက်ပြေးသွားခဲ့တယ်။အဲဒီခါမှာတော့မြင့်မို့တောင်တိမ်းဆောင်းနင်းမြုပ်ရဲ့ပြဿနာဟာတကုရှင်အရှင်ရှီဝါစီကိုအတော်တန်ခေါင်းခဲစေခဲ့တယ်။ဒါကြောင့်အရှင်ရှီဝါဟာနတ်ဒေဝါနဲ့တကွဝိဇ္ဇာများနဂါးနဲ့ဂလုံမင်းအပေါင်းတို့ကိုနယ်အစည်းအဝေးခေါ်ပြီးတဲ့နောက်မှာအရှင်ရှီဝါဟာပါလီနဲ့စုခရိမြောင်မင်းညီနောင်တို့ကိုလည်းဖိတ်ခေါ်ခဲ့တယ်။နတ်ဒေဝါအပေါင်းနဂါးဂလုံဝိဇ္ဇာအပေါင်းတို့ဟာအရှင်ရှီဝါဖိတ်ကြားချက်တိုင်းပဲအစည်းအဝေးတက်ရောက်ခဲ့ကြပြီးအစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။ဒီအစည်းအဝေးမှာနဂါးမင်းအပေါင်းတို့ကိုမြင့်မို့တောင်ကိုရစ်ပတ်စေပြီးကြံရှိတဲ့နတ်ဒေဝါဂလုံအပေါင်းတို့ကနဂါးတို့ကိုအမီးကိုဆွဲကန်ပြီးမြင့်မို့တောင်ကိုတက်မဲ့ကြရမှာဖြစ်တယ်။အချိန်ခါကောင်းကိုရောက်တဲ့အခါမှာတော့တရားမင်းကြီးဟာမင်္ဂလာခီယူသိန်းကိုမှုတ်ကလုပ်ငန်းစတင်ဖို့အတွက်အချက်ပေးလိုက်တယ်။နတ်ဒေဝါဝိဇ္ဇာဂန္ဓပဂလုံတို့နဲ့တကွပါလီစုခရိမြောင်မင်းတို့ဟာနဂါမင်းကြီးရဲ့ခန္ဓာကိုယ်ကိုဆွဲတင်လိုက်ပြီးမြင့်မို့တောင်ကြီးကိုအင်တိုင်းအားတိုင်းနဲ့တက်မှတ်နေကြတယ်။သို့တော်လည်းဘလောက်ပဲအင်တိုင်းအားတိုင်းနဲ့မြင့်မို့တောင်ကိုတက်မှတ်နေကြပေမဲ့တောင်ကြီးဟာမတက်နိုင်ပဲနတ်ဒေဝါတို့ဟာအင်အားကုန်ခန့်လာကြတယ်။အဲဒီခါမှာနေနယ်မင်းကြီးရဲ့သားစုခရိမြောင်မင်းကြီးဟာအကြံကောင်းတစ်ခုရလာပြီးမြောင်မင်းဟာနတ်ဒေဝါအပေါင်းတို့ကိုနဂါးရဲ့အမိကိုရေကုန်ရေခမ်းဆွဲစီပြီးနဂါးရရဲ့ခန္ဓာကိုယ်အလုံးဟာတင်းနေကြတယ်။စုခရိမြောင်မင်းဟာနဂါးရရဲ့ဝမ်းပိုက်ချန်သားကိုဂလီယာထိုးလိုက်ပြီးနဂါးကြီးတွေဟာဂလီယာထိုးခံရတာကြောင့်အားကြီးတဲ့တုံလုံးမှုတစ်ခုဖြစ်ပေါ်စေကြတယ်။ဒီတုံလုံးမှုအားကမြင့်မို့တောင်ကိုအရွေးတစ်ခုဖြစ်ပေါ်စေပြီးပါလီမြောင်မင်းကြီးကမိမိရဲ့ခန္ဓာကိုယ်ကိုအစာပေါင်းများစွာကြီးထွားအောင်ဖန်တီးလိုက်ပြီးမြင့်မို့တောင်ကိုမိမိရဲ့ပကုံးပေါ်တွန်းတင်လိုက်တဲ့အခါမှာတော့မြင့်မို့တောင်ကြီးဟာတက်မှတ်နိုင်ခဲ့တယ်။နတ်ဒေဝါအပေါင်းတို့ဟာအားရဝမ်းသာပြီးပါလီနဲ့စုခရိမြောင်မင်းညီနောင်ကိုချီကျူးဩဘာတွေပြုပေးကြတယ်။
တာဝန်များအောင်မြင်စွာပြီးစီးတဲ့အခါမှာတော့နတ်ဒေဝတို့ဟာအရှင်ရှီဝါကိုနှုတ်ဆက်ခဲ့ကြပြီးမိမိရဲ့ဘုံဗိမာန်အသီးသီးကိုပြန်သွားခဲ့ကြတယ်။အရှင်ရှီဝါဟာအလွန်ဝမ်းမြောက်ခြင်းတဲ့တာကြောင့်ပါလီနဲ့စုခရိမြောင်မင်းညီနောင်တို့ကိုစုတော်ချင်းမြင့်မယ်လို့မိန့်ကြားခဲ့ပြီးအကိုဖြစ်သူပါလီမြောင်မင်းကြီးကိုကိုစားစုတော်လက်ခံမှုမှာကြားခဲ့တယ်။မြောင်မင်းညီနောင်တို့ဟာအလွန်ဝမ်းသာပြီးမိမိရဲ့ဘုံဗိမာန်ဖြစ်တဲ့မိခင်မြို့တော်ကိုပေါ်ပါပျော်ရွှင်စွာပြန်ခဲ့ကြတယ်။ဘုံမှန်ရောက်သွားတဲ့အခါမှာတော့ပါလီမြောင်မင်းကြီးဟာကိုလက်တန့်စင်ပြီးအမွှေးနှစ်သားများလိမ့်ကြံကနတ်ဝိတ္တစားများဆင်မြဲလိုက်ပြီးအရှင်ရှီဝတီရှိရာမြင့်မို့တောင်စီကိုတွားရောက်ခဲ့တယ်။အရှင်ရှီဝဟာစုတော်များပေးရပြီးပါလီမြောင်မင်းကိုပါလီထီရက်လို့ဘွဲတော်ချင်းမြင့်ပေးတဲ့ပြင်စိန်လှန်သောလက်နက်ကိုချင်းမြင့်ပေးခဲ့တယ်။ဒါအပြင်ပါလီမြောင်မင်းကြီးကိုရန်သူနဲ့ရင်ဆိုင်ရတိုင်းရန်သူရဲ့အစွမ်းဟာတဝက်ရွက်ကြပြီးပါလီကိုအစွမ်းပိုတိုးစေဆိုတဲ့စုကိုလည်းချင်းမြင့်ခဲ့ပြန်တယ်။အဲ့နောက်မှာအရှင်ရှီဝါကစုဖရီမြောင်မင်းကြီးအတွက်ဒါလာလို့အမည်ရတဲ့ကျင်ရတော်နတ်သမီးတစ်ပါးကိုကျွေအိုးထဲကိုထည့်ထားပြီးစုဖရီကိုပေးဖို့အတွက်ပါလီကိုမှာကြားခဲ့တယ်။အဲဒီအခါအရှင်ရှီဝါရဲ့ဘေးကနာလာရဏနတ်မင်းကြီးဟာကန့်ကွက်လိုက်ပြီးဒီလိုလုံးမယ်ဆိုပါကငကြောကိုကြောင်နဲ့အတူထားသလိုပန်းဝင်းမုံကိုပြားနာမှာထားသလိုဖြစ်မယ်ဆိုပြီးတတိပေးလိုက်တယ်။ဒီစကားကိုကြားလိုက်ရတဲ့ပါလီမြောင်မင်းဟာအကယ်၍မိမိဟာဒါလာနတ်သမီးကိုမိမိရဲ့ကျင်ရာအဖြစ်လှုပ်လိုက်မိရဆိုရင်မိမိကိုနာလာယနနတ်မင်းကြီးရဲ့လက်နဲ့တပ်ပစ်နိုင်တယ်လို့ကြေပေးလိုက်တယ်။ဒီကမှာပါလီမြောင်မင်းကြီးရဲ့ကြေစကားကိုကြားလိုက်ရတဲ့အရှင်ရှီဝါနဲ့နာလာရဏနတ်မင်းကြီးတို့ဟာစိတ်သက်သာရသွားခဲ့ပြီးပါလီမြောင်မင်းကိုယုံကြည်စွာနဲ့ဒါလာနတ်သမီးကိုအနံခဲ့တယ်။ပါလီမြောင်မင်းကြီးဟာအရှင်ရှီဝါနဲ့နာလာရဏနတ်မင်းကြီးကိုနှုတ်ဆက်ထွက်ခွာသွားပြီးမိမိရဲ့ဘုံဗိမာန်ကိုရောက်တဲ့အခါကျွေအိုးကိုညီဖြစ်သူစုခရိမြောင်မင်းထံတောင်းမပေးပဲမိမိရဲ့အခန်းထဲမှာဒါလာနတ်သမီးကိုဆက်စုခြင်းစိတ်ဖြစ်လာကကျွေအိုးကိုဖွင့်ကြည့်လိုက်တယ်။ဒါလာနတ်သမီးဟာဂရင်ပေါ်မှာလှပစွာနေပြလိုက်တဲ့အခါမှာတော့ပါလီမြောင်မင်းကြီးကနတ်သမီးကိုချက်ချမ်းဝင်သွားတော့တယ်။ဒီတော့ပါလီမြောင်မင်းဟာကျွေအိုးတွေကနတ်သမီးကိုအယုံမှုချက်ချက်သွားပြီးနတ်မင်းကြီးတို့ကိုပေးထားတဲ့ဂရိတွေကိုလည်းမေးလျော်နေခဲ့ပါတယ်။ဒါလာနတ်သမီးလေးဟာပါလီမြောင်မင်းကမိမိရဲ့ခင်မမဟုတ်မှန်းသိတဲ့အတွက်နတ်သမီးဟာပါလီမြောင်မင်းကိုနတ်မင်းကြီးတို့ထံပေးထားတဲ့ဂရိကိုပြန်မှတ်ရဖို့ဖြောင်းပြပြောဆိုခဲ့ပေမယ့်ပါလီမြောင်မင်းဟာနတ်သမီးရဲ့ဖြောင်းပြမှုကိုနားမထောင်ပဲမိမိဟာလည်းဒီလိုလှပတဲ့နတ်သမီးလေးကိုပိုင်ဆိုင်ခွင့်ရှိကြောင်းပြန်ပြောခဲ့တယ်။နောက်ဆုံးမှာတော့ဒါလာနတ်သမီးလေးဟာလည်းပါလီမြောင်မင်းရဲ့ဇနီးဖြစ်သွားပြီးနောက်စုခရမြောင်မင်းကြီးကိုမေးလျော်သွားကအရှင်ရှီဝမင်းကိုလွန်ဆန်ပြီးပါလီမြောင်မင်းကြီးနဲ့ပေါင်းဖက်နေခဲ့တယ်။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာလေးကတော့အရှင်ရှီဝလက်ဆောင်တဲ့ပါလီစုခရိမြောင်မင်းညီနောင်အကြောင်းပဲဖြစ်ပါတယ်။ဒီတော့ပုံမကောင်းပေါ်နဲ့ဖြစ်မှန်စတဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါအောင်မယ်။နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ကြပါသေးတယ်။